Hi, warmly welcome back to your channel. အားလုံးပဲမင်္ဂလာပါရှင် Hero channel လေးရပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ ammunition ပြမယ်အကြောင်းအရာလေးက ammunition မှာဝယ်ယူရရှိနိုင်တဲ့ Terror 101 package လေးနဲ့ပတ်သက်ပြီးတော့ပြပြပေးမှာဖြစ်ပါတယ်။ဒီ package လေးကတော့အခုမှ Terror နဲ့ပတ်သက်ပြီးတော့စပြီးတော့အခြေခံကနေစပြီးလေ့လာမယ်ပေါ့နော်။ beginner's journey အခြေခံကနေစပြီးခုမှလေ့လာမယ်သူတွေအတွက်တင့်တော်တဲ့ package လေးဖြစ်ပါတယ်ဒီ package လေးက Telegram group လေးပေါ့နော် Telegram group ထဲမှာဗီဒီယိုတွေအားလုံးအစင်သင်ပြင်ထားပေးတယ်ကိုအားတဲ့အချိန်မှာလျှက်စစ်မိရတဲ့အချိန်မှာ internet wifi ရတဲ့အချိန်မှာကိုတစ်ဖက်မှာလည်းကြောင်းတစ်ဖက်မှာလည်းပညာရေးတစ်ဖက်မှာလည်းအလုပ်ကိုင်နေရှိရဲတစ်ဖက်မှာလည်းကိုစိတ်ဝင်စားတဲ့ထဲတော့ပညာရေးနဲ့ပတ်သက်ပြီးတော့အခြေခံကနေစပြီးတော့လေ့လာခြင်းတဲ့သူတွေအတွက်အင်မတန်မှသင့်တော်ပါတယ်အဲ့တော့ဒီ package လေးကိုဝယ်ယူမယ်ဆိုရင်တချို့တွေကအမျိုးမေးကြတယ်ဒီ package လေးဝယ်ယူပြီးလို့ဗီဒီယိုကြည့်ပြီးတော့သူတို့ note တွေလိုက်မှတ်မယ်ပေါ့နော်မှတ်ပြီးလို့လေ့ကျင့်ပြီးမရှင်းတဲ့နေရာလေးတွေ note တွေလိုက်မှတ်တဲ့အခါမှာနားမလည်တာမရှင်းတာလေးရှိရင်ပြန်ပြီးလို့ရတာမိကုန်းလေးလေ့ကျင့်ပြီးပြန်ပြီးတော့ပြပေးလာပေါ့နော်အနည်းကတော့အဖြေကိုတိုက်ရိုက်မပြောပြပါဘူးဘာဖြစ်လို့လဲဆိုတော့အမီမှာ Terror reading service လေးလည်းရှိတယ်ပြီးတော့ cut ဖတ်တဲ့အခါမှာဆိုရင် cut reader ရဲ့အဖြေထုတ်မှုကပိုအရေးကြီးတယ်ပေါ့နော်တခြားသူတယောက်ရဲ့အမြင်ထက်ဆိုင်အဲ့ဒီခါကျတော့အမီကဘာလို့ပြပေးလဲဆိုရင်အမီရဲ့ရှူတာအောင်နေပြီးတော့အမီသားဆိုရင်တော့ဒီလိုမျိုးလေးအဖြေထုတ်ဖြစ်မယ်ပေါ့နော်အဲ့လိုမျိုးလေးတော့ပြပေးပါတယ်အဲ့တော့အမီကိုလာပြတဲ့အခါမှာဆိုရင်တော့မိကုန်းနေကြီးပဲကတ်တီဆွဲပြီးတော့မယ်ဒါကိုအဖြေထုတ်ပေးပါဆိုတော့အမီမပြောပြဘူးပေါ့နော်ဒီလိုပဲဒီကတ်ကြီးကိုပဲလာပြပြီးဒီကတ်ရဲ့အဓိပ္ပာယ်ကဘာကြီးလဲအဲ့လိုမျိုးဆိုတော့အမီမပြောပြဘူးတခုဘာဖြစ်လို့လဲဆိုတော့ဗီဒီယို package ထဲမှာအမီကတ်ရဲ့အဓိပ္ပာယ်တွေအကုန်လုံးရှင်းပြပြီးသွားပြီပေါ့နော်ဒါပေမဲ့တခုကဘာလဲဆိုတော့ကအဖြေကိုထုတ်ထားတဲ့အဖြေနဲ့ပတ်သက်ပြီးတော့ကျမကတော့ဒီလိုမျိုးလေးအဖြေထုတ်ထားပါတယ်အဆိုရင်အမိအနေနဲ့ဆိုရင်အမိဘက်ကနေပြီးတော့ပြန်ပြီးတော့နော်အမိသားဆိုရင်တော့ဒီအဖြေလေးဟုတ်တယ်ဒီအဖြေလေးကိုဒီလိုထုတ်မိပါဒီအဖြေလေးတော့ဒီလိုမျိုးလေးထုတ်မိပါအဲ့လိုမျိုးလေးတော့အမိတို့ဘက်ကပြန်ပြီးတော့ဆွေးနွေးပေးပါတယ်ရှင်ဟုတ်အဲ့တော့တကယ်လို့စိတ်ဝင်စားတယ်ကိုကလည်းဒီပေါ့နော် Terror နဲ့ပတ်သက်ပြီးတော့လုံးဝဒီ career တခုအနေနဲ့လည်းရွေးချယ်ခြင်းနဲ့ဒါမှမဟုတ်ရင်လည်းကိုယ့်ရဲ့ဒီစီးပွားရေးလုပ်ငန်းတွေအတွက်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဒီပေါ့နော်ဒီ guidance တွေနဲ့ချိတ်ဆက်ပြီးတော့အဖြေထုတ်ချင်တာပဲဖြစ်ဖြစ်တချို့ကကြတော့သူတို့ရဲ့ဒီတဘာဝတရားပေါ့နော် intuition အရာရတဲ့ message တွေကိုသိချင်တာပဲဖြစ်ဖြစ်တခြားသောတငယ်ချင်းမိတ်ဆွေတွေကိုဝေမျှချင်တာပဲဖြစ်ဖြစ်ဟောပြပေးချင်တာပဲဖြစ်ဖြစ်ဒီ package လေးကိုလာရောက်ဝယ်ယူလို့ရပါတယ်အမီရပေါ့နော်တကယ်လို့အမီသာပေါ့နော်တကယ်အမီဖြစ်ချင်တဲ့အရာကိုအမီဖြစ်ချင်တဲ့အမီ Terror ဖတ်ချင်တာအမီ Terror ဖတ်တတ်ချင်တာကိုတကယ်ကြီးမလေးကျင်ဘူးတကယ်ကြီး action မယူဘူးလက်တွေ့ကြအမီရဲ့ကိုယ်စိတ်နှလုံးပေါ့နော်ကိုခန္ဓာဒီ body mind energy level ကနေပြီးတော့အမီကမ try ခဲ့ဘူးဆိုရင် body mind spirit level ကနေအမီမ try ခဲ့ဘူးဆိုရင်ကိုယ်စိတ်နှလုံးသုံးပါနဲ့တကယ်လက်တွေ့ကြလေ့ကျင့်တာမျိုးတွေမလုပ်ခဲ့ဘူးလက်တွေ့ကြအရှင်မယူခဲ့ဘူးဆိုရင်တော့ဒီနေ့ဒီလိုပေါ့နော်ဒီနေရာလေးမှာအမီဒီလို page လေးတစ်ခုတောင်ပြီးတော့run နေနိုင်မှာမျိုးမဟုတ်ဘူးပေါ့နော်ပထမဆုံးအမီကခြေလမ်းလေးစပြီးတော့လှမ်းရတယ်ကို investment ပေါ့နော်ရင်းနှီးမြှုပ်နှံမှုတွေလုပ်ပြီးတော့စပြီးတော့ action ယူခဲ့တာအချိန်ပိုင်းဆိုင်ရာရင်းနှီးမြှုပ်နှံရတယ်သင်တန်းတွေနော် video package တွေရင်းနှီးမြှုပ်နှံရတယ်ကိုယ့်ရဲ့ body mind spirit နဲ့ပတ်သက်ပြီးတော့ value added တွေထပ်လုပ်ရတယ်ထပ်ပြီးလေးလာရတဲ့အရာတွေရှိရဲအချိန်ပေးရတယ်တရားထိုင်ရတယ်နော်အဲ့လိုမျိုးလေးတွေကိုလည်းလုံနိုင်တယ်တနေ့ကိုတနာရီခွဲလောက်လဲ Terror နဲ့ပတ်သက်ပြီးတော့အချိန်ပေးနိုင်နေဆိုတဲ့သူတွေအတွက်ပေါ့နော်ဒီ beginners journey လို့ပြောရတဲ့ Terror 101 package လေးကအသင်ဆောင်ကြနေပါပြီเนาะ ready ဖြစ်နေပါပြီတကယ်လို့ကိုက accept လုပ်နိုင်ပြီးလက်ခံနိုင်တဲ့အခြေအနေမျိုးရှိနေပြီဆိုရင်တော့ MEC ကို message လေးပို့လိုက်ပါအမျိုးဘက်ကနေပြီးတော့ဝန်ဆောင်မှုပေးဖို့အသင်ဖြစ်ပါပြီเนาะ Okay so bye bye see you soon